မိတ်ဆွေတို့မင်္ဂလာပါခင်ဗျာ Hidden Truth Mind Channel မှာကြိုဆိုပါရခင်ဗျာလူလောကမှာကျွန်တော်တို့အကြောက်ရဆုံးအရာကဘာလဲဆိုရင်ယုံကြည်မှုအလွဲသုံးစားလုပ်ခံရခြင်းလို့ပဲပြောရမှာပါအစပိုင်းတုန်းကတော့သိတ်ကောင်းတာပဲအခုမှဘာလို့ဒီလိုဖြစ်သွားတာလဲဆိုတဲ့မိခွန်းဟာလူတိုင်းရဲ့ရင်ထဲမှာအနည်းဆုံးတစ်ချိန်တော့ရှိဖူးကြပါတယ်ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူးလူတွေရဲ့စိတ်နေစိတ်ထားနောက်ွယ်မှာသိပ္ပံနေကြတဲ့အကြောင်းပြချက်တွေစိတ်ပညာသဘောတရားတွေအများကြီးရှိနေပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Hidden Truth Mind ကနေပြီးလူတွေဘာကြောင့်အစပိုင်းမှာပဲကောင်းကြပြီးနောက်ပိုင်းမှာစိတ်ရင်းအမှန်တွေပေါ်လာရတာလေဆိုတဲ့အချက်၅ချက်ကိုအသေးစိတ်ပြင်ပြပေးသွားမှာပါဒါကိုသိထားခြင်းအပြင်တင်ဟာလူတွေနဲ့ပတ်သက်ပြီးနှောင်တရစရာတွေနေသွားပါလိမ့်မယ်ပထမဆုံးအချက်ကတော့လူတိုင်းမှာရှိတတ်တဲ့အကောင်းဆုံးပုံရိပ်ကိုတိဆောက်ခြင်းပါပဲစိတ်ပညာအရလူတစ်ယောက်ဟာဆက်ဆံရေးအသစ်တစ်ခုစတဲ့အခါမှာသူ့ရဲ့အပြစ်အနာအစာတွေကိုအလိုလိုဖုံးကွယ်ထားတတ်ကြပါတယ်ဒါဟာမကောင်းတဲ့စိတ်နဲ့လိန်ညာတာမျိုးမဟုတ်ပဲလူရာဝင်ခြင်းနဲ့စိတ်ကနေလာတာပါဥပမာအလုပ်အင်တာဗျူးသွားတဲ့အခါဒါမှမဟုတ်ချစ်သူစဖြစ်တဲ့အခါမျိုးမှာကိုယ့်ရဲ့အကောင်းဆုံးဝတ်စုံကိုဝတ်တယ်လို့ပါပဲဒါပေမဲ့ပြဿနာကအဲ့ဒီအကောင်းဆုံးပုံစံကိုတစ်သက်လုံးဟန်ဆောင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးအချိန်ကြာလာတာနဲ့အမျှဟန်ဆောင်မှုတွေမောပန်းလာတဲ့အခါမှာသူတို့ရဲ့စစ်မှန်တဲ့စရိုက်တွေကအရေးခွင်ကွာကြတယ်လို့ထွက်ပေါ်လာတာဖြစ်ပါတယ်ဒါကြောင့်အစပိုင်းမှာအလုံးအမင်းကောင်းပြလုံးတဲ့သူတွေကိုတတိထားကြည့်ဖို့လိုအပ်ပါတယ်ဒုတိယအချက်ကတော့ပိုပြီးလက်တွေ့ကြပါတယ်အဲ့ဒါကတော့အကျိုးအမြတ်ပါပဲလူတချို့ဟာတင်းစီကနေတခုခုလိုချင်လို့ဒါမှမဟုတ်တင်းစီကအကူအညီတခုရဖို့အတွက်အစပိုင်းမှာအစွမ်းကုန်ကောင်းပြတတ်ကြပါတယ်သူတို့လိုချင်တဲ့ပန်းတိုင်ကိုမရောက်မချင်းသူတို့ဟာတင်းအတွက်အကောင်းဆုံးတငယ်ချင်းအကောင်းဆုံးလက်တွဲပေါ်ဖြစ်နေပါလိမ့်မယ်ဒါပေမဲ့သူတို့လိုချင်တာရသွားတဲ့အခါဒါမှမဟုတ်တင်းစီကဘာမှထပ်ရစရာမရှိတော့ဘူးလို့ယူဆလိုက်တဲ့အခါမှာတော့သူတို့ရဲ့စိတ်ရင်းဟာချက်ချင်းပြောင်းလဲသွားပါတယ်ဒါကိုအကျိုးစီးပွားအခြေခံတဲ့ခင်မင်မှုလို့ခေါ်ပါတယ်သူတို့ကောင်းခဲ့တာဟာတင့်ကိုချစ်လို့မဟုတ်ပဲတင့်စီကအရာတစ်ခုကိုလိုချင်လို့သာဖြစ်ပါတယ်တတိယအချက်ကတော့စိတ်တက်မရင်ကျက်မှုပါလူတော်များများကပျော်ရွှင်စရာကောင်းတဲ့အချိန်တွေမှာတော့အကောင်းဆုံးတငယ်ချင်းတွေဖြစ်နိုင်ကြပါတယ်ရေမောမယ်အတူတူသွားလာမယ်အားလုံးအဆင်ပြေနေမယ်ဒါပေမဲ့တကယ်တမ်းစိတ်ရင်းပေါ်လာတာကတော့အခက်အခဲတွေ့တဲ့အချိန်မှာပါပြဿနာတစ်ခုတက်လာတဲ့အခါဒါမှမဟုတ်အမြင်မတူတာလေးတွေရှိလာတဲ့အခါမှာမရင်ကျက်တဲ့သူတွေဟာသူတို့ရဲ့ဒေါသနဲ့အတ္တကိုမထိန်းချုပ်နိုင်တော့ပါဘူးအဲ့ဒီအချိန်မှာအစကငါတီးခဲ့တဲ့သူဟုတ်ရဲ့လားလို့ထင်ရလောက်အောင်ပြောင်းလဲသွားတတ်ကြပါလိမ့်စစ်မှန်တဲ့စိတ်ရင်းဆိုတာပျော်နေတဲ့အချိန်မှာမဟုတ်ဘဲဒေါသထွက်နေတဲ့အချိန်နဲ့အခက်အခဲတွေ့နေတဲ့အချိန်မှာပဲမြင်တွေ့နိုင်တာပါစတုထအချက်ကတော့လူသားတွေရဲ့သဘာဝတစ်ခုပါအဲ့ဒါကရင်းနှီးသွားရင်တန်ဖိုးမထားတော့တာပါပဲအစပိုင်းမှာတဦးကိုတဦးအားနာကြတယ်လေးစားကြတယ်ဒါပေမဲ့ရင်းနှီးမှုကအတိုင်းအတာတစ်ခုကိုကျော်လွန်သွားတဲ့အခါငါတို့ကဒီလောက်ရင်းနှီးနေတာပဲဆိုတဲ့အသည့်နဲ့စီးကြော်လာကြပါတယ်အားနာခြင်းဆိုတဲ့အလွှာလေးပါသွားတဲ့အခါစကားကိုရင်းရင်တီးတီးပြောလာတာတစ်ဖက်လူရဲ့ခံစားချက်ကိုထင်မတွက်တော့တာမျိုးတွေဖြစ်လာပါတယ်ဒါဟာစိတ်ရင်းမကောင်းတာထက်စာရင်ရင်းနှီးမှုကိုလွှဲမားစွာအသုံးချလိုက်တာဖြစ်ပါတယ်ရင်းနှီးမှုကြားမှာလေးစားမှု respect မပါတော့တဲ့အခါအစပိုင်းကကောင်းမွန်ခဲ့တဲ့အရာတွေဟာပျက်စီးခြင်းစီဦးတည်သွားပါတော့တယ်အနစ်ချုပ်ပြောရရင်တော့လူတွေပြောင်းလဲသွားတယ်ဆိုတာတကယ်တော့သူတို့ကပြောင်းလဲသွားတာမဟုတ်ပဲသူတို့ရဲ့မူလအယောင်ပေါ်လာတာသာဖြစ်ပါတယ်ဒါကိုဝမ်းနည်းနေဖို့မလိုပါဘူးဒီဖြစ်ရက်တွေကတင့်ကိုလူမှန်မမှန်ခွဲခြားတတ်အောင်သင်ပေးလိုက်တဲ့သင်ခန်းစာတွေပါလူတိုင်းကိုစိတ်ရင်းနဲ့ဆက်ဆံပါဒါပေမဲ့
လူတိုင်းကိုတော့ချက်ချင်းနှလုံးသားတကားဖွင့်မပေးလိုက်ပါနဲ့အချိန်ကိုစောင့်ကြည့်ပါအချိန်ကသာလူတစ်ယောက်ရဲ့ hidden truth ကိုပေါ်ထုတ်ပေးနိုင်တဲ့တစ်ခုတည်းသောတတ်သိပါဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အမှန်တရားတွေကိုသိချင်ရင်တော့ကျွန်တော်တို့ရဲ့ hidden truth mind ကို subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်